ဒီနေ့မှာတော့ကိုနဲ့လုံးဝမတည့်တဲ့သူတွေရှိရဘလို့ idea မျိုးရတတ်လဲဆိုတော့ကျွန်တော်ရဲ့ကိုတွေ့ဇလန်းလေးတစ်ခုနဲ့ပြပြသွားချင်ပါတယ်အဲဇလန်းလေးကတော့ဒီမှာစပါတယ် Be honest with yourself တနေ့မှာကျွန်တော်မှားရင်အမြဲတမ်းဆူတက်တဲ့ chef တယောက်ကကျွန်တော်ကိုဒီဟင်းပွဲချက်တက်လာလို့ကျွန်တော်ကိုလာမိခဲ့တယ်ကျွန်တော်ကဖြစ်ချင်တော့ဒီဟင်းပွဲအကြောင်းအကြမ်းမြင့်တော့ပဲတည်ဒါပေမဲ့ကိုသိက္ခာအကြမခံမင်းနဲ့ဒါဒီဟင်းပွဲလောက်ကတော့ချက်တက်တာပေါ့ဆိုပြီးတော့ကျွန်တော်ပြန်ပြောခဲ့ပါတယ်တကယ်တမ်းချက်လဲချက်ကြည့်ရောသူ့ရဲ့ရတာနဲ့နည်းနည်းလေးကွဲလွဲနေတာကိုတွေ့ရတယ်ဒါပေမဲ့သိတဲ့အတိုင်းပဲကိုသိက္ခာတော့ကြမခံဘူးကျွန်တော်ချက်ပြီးသွားပြီလာမိလို့ရပါပြီဆိုတော့မှကျွန်တော်ပြောခဲ့တယ်ပြီးတော့အဲ့ဒီ chef ကနေပြီးတော့ဟင်းပွဲလာမိတယ်လာမိတော့မှဘာမှမပြောဘဲနဲ့သူထွက်သွားခဲ့တယ်ကျွန်တော်အဲ့ဒီဆိုင်မှာထုံးစံအတိုင်းညနေတိုင်း meeting လုပ်ပြီးတော့မှဘရားကောင်းတယ်ဘရားဆိုးတယ်ဆိုတာကိုကျွန်တော်ငင်းခုန်လေးရှိကြအဲ့ဒီအချိန်မှာအဲ့ဒီ chef ကကျွန်တော်ရဲ့မျက်နှာကိုတက်ကြည့်ပြီးတော့ You be honest with yourself ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်ကတော့လူများရှိမှစူခံလိုက်ရတော့မျက်နှာလည်းပူတယ်နည်းနည်းလေးဒေါသလည်းဖြစ်တယ်ဗျအဲ့အချိန်မှာကျွန်တော်ဘာမှမပြောခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒေါသထွက်တာပေါ့ဒီ chef ကငါ့ကိုဘာလို့ဒူးလေကောင်မှပြောရတာလဲဆိုပြီးတော့ကျွန်တော်နည်းနည်းဒေါသထွက်လာခဲ့ပါတယ်ဒါပေမဲ့သိမကြပါဘူးနောက်လာလောက်မှကျွန်တော်ခြားကြောင်ရနဲ့ပဲကျွန်တော်အလုပ်ထွက်ခဲ့တယ်လောက်ထွက်ခဲ့ပြီးတော့မှအဲ့ဒီအကြောင်းမမေပြောထားလိုက်ခဲ့ပေါ့။နောက်နှစ်နဲ့ငယ်လေးကြာလဲကြာအဲ့ဒီစာလုံးလေးကကျွန်တော်ကောင်းနဲ့ပြင်ရောက်လာတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းကိုမလိမ်မှုတကယ်ယူသားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကတခြားသူရှေ့မှာတိတယ်ဆိုပြီးတော့မှတိတ်ခါရတရုပ်ဆောင်လိုက်တယ်ဆိုပေမဲ့အဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့ကကိုဂါနာတိဖို့အတွက်လည်းလိုအပ်ပါတယ်ဗျ။ကျွန်တော်တို့ကဒါကိုမတိလို့ကျွန်တော်တင်ပေးပါဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကအမြဲတမ်းရှက်နေကြတယ်။ကျွန်တော်တို့ကအဲ့ဒါကြောင့်မို့တိတဲ့နေရာမှာပဲရက်နေတယ်။ထပ်ပြီးတိဖို့အတွက်ကျွန်တော်တို့လုံးဝမကြိုးစားတော့။အဲ့တော့ကျွန်တော် quality တွေကဒီနေရာမှာပဲရက်နေတယ်လို့ကျွန်တော်ခံစားလိုက်ရတယ်။အဲ့အချိန်မှာကျွန်တော်စဉ်းစားမိတာတစ်ခါတလေကြာရင်ကျွန်တော်တို့မတည့်တဲ့သူတွေရှိရလဲဒီလို idea ဆန်းလေးတွေရပါလားဆိုပြီးတော့မှကျွန်တော်သိလာခဲ့တယ်ဗျဆက်ပြီးတော့လဲကျွန်တော်အဲ့ဒီစကားလေးတစ်ခွန်းကြောင့်ကျွန်တော်သိတာကိုသိတယ်မသိတာကိုမသိဘူးဆိုပြီးတော့မှဆက်ပြီးတော့မှယူသားဖို့ကျွန်တော်ကြိုးစားလာခဲ့တယ်အဲ့တော့ကျွန်တော်တို့ကမတည့်တဲ့သူတွေရှိရ idea ရဖို့အတွက်ကျွန်တော်တို့ဒေါသတွေမာနတွေကိုနည်းနည်းဖယ်ပြီးတော့မှကျွန်တော်နောက်ထပ်ရှုထောင့်တစ်မျိုးကနေပြီးတော့မှသူငါ့ကိုဘာပြောချင်တယ်ဘာပေးချင်တယ် message ရှိလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားရင်เนาะကျွန်တော်တို့မတည့်တဲ့သူတွေရှိရလဲ idea ရကောင်းရနိုင်ပါတယ်ဒါကကျွန်တော်ကိုယ်ပိုင်အတွေ့အကြုံနဲ့ရခဲ့တဲ့သင်ခန်းစာလေးမလို့ကျွန်တော် sharing လေးလုပ်ပေးသွားတာဖြစ်ပါတယ်ဒီလိုမျိုးထပ်တူခံစားရတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ comment အောက်မှာမှန်သွားပြအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ကျွန်တော်နောက်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုဖန်တီးပြီးတော့မှပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ